hạt ဖြတ်သည်ตัดဖြတ်သည်ဒီနှစ်ခုရဲ့ကွာခြားချက်ကိုဒီနေ့ရှင်းပြပေးပါမယ် hack နဲ့ tag နဲ့ကနှစ်ခုလုံးကဖြတ်သည်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ် okay hack ကကြတော့လောက်ခလာစာအခါကြီးငွေဖြတ်တောက်တဲ့အခါမှာကျွန်တော်တို့ကအသုံးများပါတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင် hack เงินเดือน hack เงินเดือนဆိုရင်လာစာဖြတ်တာကိုသုံးပါတယ် hack ค่าที่พัก hack ค่าที่พักဆိုရင်တက်ခုခံကဖြတ်တာကိုပြောပါတယ်တက်ခုကနောက်တစ်ခုကကြတော့ကျွန်တော်တို့ hack ค่าประกันเนาะประกันလို့လည်းသုံးတယ်เนาะประกันสุขภาพထိုင်းနေမှာဆိုရင်ประกันလို့သုံးတယ်เนาะထိုင်းလူမျိုးတွေကသူတို့ကပရလို့မသုံးနဲ့ประกันเนาะประกันสุขภาพเนาะဒါကကြတော့ကျန်းမာရေးအခါကြီးငွေဖြတ်တာပေါ့เนาะကျန်းမာရေးအာမခံကြီးဖြတ်တာဆိုရင် หักค่าประกันสุขภาพประกันสุขภาพเนาะအာမခံကြီးဆိုလို့ရှိရင်ကျွန်တော်တို့ကประกันဒါမှမဟုတ်ရင်ประกันလို့လည်းသုံးလို့ရပါတယ်နောက်တစ်ခုตัดကကြတော့အရာဝတ္ထုတွေเนาะဖယ်ရှားတာဒါမှမဟုတ်ရင်ဖြတ်တောက်တာဆုံးဖြတ်ချက်ချတာပေါ့เนาะအဲ့လိုမျိုးနေရာတွေမှာအသုံးများပါတယ်โอเคကျွန်တော်တို့ဥပမာအနေနဲ့သုံးမယ်ဆိုလို့ရှိရင်บริษัทตักค่าใช้จ่ายบริษัทตักค่าใช้จ่ายเนาะကုမ္ပဏီကအသုံးစရိတ်တွေကိုဖြတ်ချလိုက်တယ်ပေါ့နော်အသုံးစရိတ်တွေကိုဖြတ်တယ်ပေါ့နော်အဲ့တော့ကုမ္ပဏီကအသုံးစရိတ်တွေကိုဖြတ်တယ်ဆိုရင်บริษัทตักค่าใช้จ่ายအဲ့လိုလဲသုံးလို့ရပါတယ်ကျွန်တော်တို့โอเคနောက်တစ်ခုကကြတော့ฉางตะพงฉางตะพงฉานตะพงပေါ့နော်ฉานကကြတော့ကျွန်တော်ပေါ့နော်ကျွန်တော်ရဲ့စပင်ကိုညက်တယ်ပေါ့ကျွန်တော်စပင်ညက်တယ်ဆိုရင်ฉานตะพงฉานตะพงလို့ပြောလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့เขาตัดสินใจเนาะเขาตัดสินใจไปทำงานเขาตัดสินใจไปทำงานပေါ့เนาะသူကကြတော့သူအလုပ်သွားလုပ်ဖို့ဆုံးဖြတ်ချက်ချတာပေါ့နော်ဆုံးဖြတ်တဲ့အပိုင်းမှာဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ကตัดสินใจလို့သုံးတယ်ပေါ့နော်ဒီ ตัดကိုตัดสินใจဆိုပြီးတော့သုံးတယ်ပေါ့